မင်္ဂလာပါရှင် TTI Electronic မြန်မာမှာကြိုဆိုပါရစေဒီနေ့မှာတော့ချစ်မိတ်ဆွေတို့အတွက်အသုံးပြုရတာလွယ်ကူတဲ့3မိနစ်ယူနစ်ကို electric kettle လေးတွေမှာတည်ထားတဲ့လှုပ်ဝက်ချက်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအချက်လေးတွေကတည့်ရဲ့ kettle ကိုရေရှည်သုံးခံအောင်စိုင်းရင်ချစ်တာရန်နဲ့ပို့ပြီးတော့ဘေးကင်းအောင်အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ unit မှာပါတဲ့ maximum အမှတ်အသားထက်ကျော်ပြီးတော့မှမထည့်မသင့်တယ်လို့ minimum အမှတ်အသားအောက်လဲလျှော့ပြီးတော့မှမထည့်သင့်ပါဘူးရှင်unit ကိုအသုံးပြုတာကြာလာတဲ့အခါမှာ kettle တွင်းပိုင်းမှာရေထဲမှာပါတဲ့ကစီရဲ့တက်ကြောင်ရေချိုးတွေကန့်ညီလာတတ်ပါတယ် That's pretty good. ဒါကိုဘယ်လိုဖြည့်ရှင်းရမလဲဆိုရင်ရေနဲ့ရှာလက်ကရေတိုးတက်မရရေကိုစတူရောပြီးတော့ဆူအောင်တည်လိုက်ပါအနက်မကျဲအောင်ရေတက်နဲ့နောက်တစ်ကြိမ်ထည့်ပြီးတော့မှဆူအောင်ထည့်တည်တင်ပါတယ် Nice. ယူနစ်ဦးရဲ့အပြင်ဘက်ကိုတန်ရှင်းရေးပြုလုပ်တဲ့အခါကျရင်လေဖော့ကိုရေစွပ်ပြီးတော့မှတန်ရှင်းရေးပြုလုပ်ပေးရပါမယ်အပူကိုင်းထဲကိုတော့ရေမဝင်အောင်ဂရုစိုက်ရပါမယ်ကစ်တယ်ရဲ့ကျိုးကိုလည်းပူနေတဲ့မျက်နှာပြင်ပေါ်မကြရောက်စေဖို့နဲ့မကတ်စေဖို့ကိုလည်းဂရုစိုက်သင့်ပါတယ်တစ်ချက်အနေနဲ့ကတော့တရက်တညကြာထားပြီးသားကျန်တဲ့ရေတွေဟာဘက်တီးရီးယားတွေပေါက်ဖွားနိုင်ခြေရှိပါတယ်အဲ့တော့ရေဟောင်းတွေရှိနေရင်သွန်ပြီးတော့မှအတစ်ထည့်ပါယူနစ်အိုးတွေမှာအော်တိုကတ်အောက်စနစ်ပါတဲ့အတွက်ကြောင့်ရေစုပြီးရင်ချက်ချင်းပြန်နှွေးတာမျိုးမလုပ်သင့်ပဲနဲ့မိနစ်အနည်းငယ်အေးအောင်ထားသွားပြီးတော့မှပြန်ပြီးတော့မှနှွေးသင့်ပါတယ်ရှင်အခုပြပြပေးသွားရဲ့အကြောင်းအရာလေးကတော့မိမိတို့အိမ်မှာရှိနေတဲ့ကစ်တယ်များကိုတန်ရှင်းရေးဘယ်လိုပြုလုပ်လို့ရတယ်ဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားတာပဲဖြစ်ပါတယ်ရှင်ညီမတို့ TTS ကစ်တယ်လေးရ 1.8 လီတာဝင်ဆန့်ပြီးဒဘယ်လေးရဖြစ်တဲ့အတွက်ကြောင့်မျက်နှာပြင်ကအပူဒဏ်ကိုလည်းရှော့ချပေးပါတယ်ရှင်။နောက်လည်းအခုလိုအင်သုံးပစ္စည်းများနဲ့ပတ်သက်ပြီးဗဟုသုတရစေမယ့်အကြောင်းအရာများကိုလည်းတင်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့် page ကိုလည်း like and follow လုပ်သွားပေးဖို့မမေ့ပါနဲ့အောင်။